မင်္ဂလာပါ ASUS Store ဆိုင် ASUS ROG laptop အစုံရှိတယ် game ကစားဖို့ laptop နောက်73လက်မှ laptop နောက်ပြီး ROG 16လက်မှ16လက်မှအစုံရှိတယ် game ကစားဖို့အတွက်22,900စာပြီး graphic card ပါတဲ့ဟာရှိပါတယ် laptop ASUS VivoBook 15လက်မှဈေး11,490 i3 ရတယ်ရှိတယ်နောက်ပြီး12,000 i3 အယောင်ပိုင်းရောင်ရှိတယ်16လက်မှရှိတယ်အလုံးလုံးနဲ့ laptop အကောင့်စားဆုံးလာကြည့်လို့ရတယ်နေရာက Central Festival เชียงใหม่အထက်တော်မှာရှိတယ်ဖုန်းနံပါတ်ဒီမှာဆက်သွယ်လာလို့ရတယ်